အားလုံးပဲမင်္ဂလာပါခုပြပြပေးသွားမှာကတော့ကွန်ပျူတာကိုဝင်လို့တင်ပြီးလို့ရှိရင်ချိန်ရမယ့် setting ချို့ရှိပါတယ်အရင်ဦးဆုံး desktop ပေါ်မှာ right click ထားလိုက်ပါ view ဒီမှာ icon ပါနော်ဒီမှာ icon နဲ့ကြီးနေတာပါနော်အမှန်ဆိုရင်တော့ဒီ monitor ကပွဲတည်ဆိုင်ရတာပါနော်ဒါပေမဲ့ဒီမှာ12ခုမပြည့်ပါနော်ဘာဖြစ်လဲဆိုတော့ဒီမှာ icon နေရာမှာ media icon ဖြစ်နေတာပါနော်စမော icon ပြောင်းပေးလိုက်ပါဒါဆိုရင်တော့ဒီနေရာမှာ icon 12ခုဆက်သွားပါနော်စကလင်ပြည့်ပွဲတည်ဆိုင်ပြည့်တော့ရမှာနော်ဒါတစ်ခုပြီးပါပြီနောက်တစ်ခုကcontrol panel ပါနော် control panel ထဲမှာ system ထဲမှာ change security and maintain ပေါ့နော်ဒီနှစ်ခုပဲမှတ်ချက်ထားပေးပါနော်ကျန်တဲ့ဟာတွေအကုန်လုံးမှတ်ချက်ဖြုတ်ထားပေးပါ okay နောက်တစ်ခု change user account control ပေါ့နော်ဒီမှာအောက်ဆုံးဒီကိုဆွဲချထားပေးပါပြီးလို့ရှိရင် okay ပေးပါ yes ပေးပါအဲဆိုရင်တော့ control panel ထဲမှာချိန်ရမယ့် setting နှစ်ခုပြီးပါပြီနောက်တစ်ခုက violet ပေါ့နော် violet ပိတ်ပေးရမှာဖြစ်ပါတယ် manage setting ဒီဟာကိုလုံးပိတ်ထားပိတ်ပေးရမှာဖြစ်ပါတယ်ဒါတွေက software ထည့်သွင်းတဲ့ချိန်မှာကိုလုံးပိတ်ထားရမှာဖြစ်ပါတယ်နော်ပြီးလို့ရှိရင်ဒီနှစ်ခုပိတ်ထားပြီနော်ပေါ်ကနှစ်ခုပေါ့နော်ဒီဟာရဲ့နှစ်ခုပိတ်ထားပြီပေါ့နော်โอเคဒါတော့ဖွင့်ထားပါနော်โอเคဒါဆိုရင်တော့ပြီးပြီနော်နောက်တစ်ခုက test bar ပေါ်မှာ right click ထားလိုက်ပါဘာဖြစ်လို့ test bar ကကြီးနေတာပေါ့နော် right click ထားပြီးတော့ဒီ1 2 3 4ခုမြောက်ကို on ထားပေးပါဒါဆိုရင်တော့တေးသွားပြီပေါ့နော်ပြီးလို့ရှိရင် color ကို click ပါ color နေရာမှာ dance ကိုရွေးထားပေးပါ okay ပြီးလို့ရှိရင်ဒီမှာမှတ်ချက်တွေပေးထားပါနော် okay ဒါဆိုရင်တော့ချိန်ရမယ့် setting တချို့ချိန်လို့ပြီးသွားပါပြီအားလုံးအဆင်ပြေကြပါစေ